2025ဘောလုံးဒီယောကိုရရှိသွားဖို့ရေပန်းအစားဆုံးဖြစ်နေတဲ့ကစားမ9ယောက်ပြည်သက်များလုံးမိတ်လာများတနအိုင်မက်ခွန်ရှိကိုအေဂျင့်ကနေပြန်လည်ကြိုးလိုက်ပါရင်2025ဘောလုံးဒီယောကိုရရှိဖို့ရေပန်းအစားဆုံးဖြစ်နေတဲ့ကစားမ9ဦးရဲ့ Power Ranking ကတော့ပေါ်ထွက်လာခဲ့ပါပြီဘောလုံးဒီယောဟာကစားမတွေအတွက်ဂုဏ်သိက္ခာအကြီးမားဆုံးတူးချင်းစုတစိမ့်မှုအားလုံးကအမမမော်ရှိကြရလေဖြစ်ပါရင်အရင်တော့ကတော့ဘောလုံးဒီယောဟာစုအတွက်သတ်မှတ်ကာလကိုပြက်ကလေးတစ်နေ့စာတွက်ချက်ပေးလိရှိတာပါဒါကဘောလုံးရသည်နှစ်ခုရဲ့အဆုံးအစားနဲ့ဖြစ်နေပြီးတော့တော်တော်လေးကိုကမောက်ကမနိုင်ခဲ့တာဖြစ်ပါတယ်ဒါပေမဲ့နောက်ပိုင်းနှစ်တွေမှာစတင်ပြီးတော့ဘောလုံးရသည်တစ်ခုစာတွက်ချက်မှုဖြင့်ပြောင်းလဲခဲ့တာကြောင့်ကစားမတွေရဲ့စွမ်းဆောင်ရည်နဲ့စူပလာတွေကိုပုံမထည့်သွင်းတက်ချက်ရလွယ်ကူသွားတာဖြစ်ပါတယ်ဘော်နီယိုဟာဆိုအတွက်စီကန်းချက်၃ခုကိုလည်းသတ်မှတ်ထားပြီးပထမတစ်ချက်ကလူချင်းခြေစွမ်းကောင်းမှုရမယ်ဒုတိယချက်ကအသင်းလိုက်အောင်မြင်မှုရရမယ်တတိယချက်ကပြိုင်ဘက်အပေါ်လေးစားမှုရှိရမယ်ကောင်းတဲ့နဲ့ကြော်ကြားရမယ်လို့ဖြစ်ပါတယ်ဒါပေမဲ့ဘောလုံးဒီယောဟာနှစ်စဉ်နှစ်တိုင်းအငင်းပွားပွေရရှိနေကြတာတော့အမှန်ပါပဲဒါကလည်းလူသားတွေမဲပေးရွေးချယ်တာမို့ဖြစ်တဲ့သဘောတဘာဝပဲဖြစ်ပါတယ်ဒီနေ့မှလည်းရှိနေအောင်မှာဖြစ်ပါတယ်ဒီနေ့ဘောလုံးဒီယောကိုရေပန်းစားမှုရလာမဲရမယ်ဥစမန်တမ်မီလီတူကရရှိသွားဖို့ရများနေပါတယ်ဒီဗီဒီယိုလေးမှာတော့ဘောလုံးဒီယောဆူရရှိဖို့ရေပန်းစားဆုံးကစားမတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်နံပါတ်1လာမဲရမယ်ရာမေက Power Ranking မှာဘောလုံးဒီယောရဖို့အတွက်ရေပန်းအစားဆုံးဖြစ်နေပါတယ်။မီဒီယာတန်းနာမည်ကျော်ကြားမှုမှာလည်းရာမေကလက်ရှိမှာအတော်လေးကိုဟော့နေတာဖြစ်ပါတယ်။ရာမေရဲ့ဒီဟာဒီအောင်မြင်မှုတွေကတော့ဘာစီလိုနာနဲ့ပြည်တွင်းဖလားအဆုံရထားတာဖြစ်တယ်လို့စပိန်လက်ရွေးစင်နဲ့လည်း Nation League Final တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။ရာမေဟာဒီဟာဒီမှာဘာစီလိုနာအတွက်18ဂိုးသွင်း22ဂိုးဖန်တီးပေးထားနိုင်ခဲ့တာပါ။လက်ရှိမှာတော့ရာမေဟာရိုနယ်ဒိုနီမာမက်ဆီတို့ပေးစွမ်းခဲ့တဲ့အရာတာကိုပေးစွမ်းနိုင်နေသူလည်းဖြစ်ပါတယ်။နံပါတ်2ဒမ်မီလီကအသင်းလိုက်အောင်မြင်မှုအရာရောဒူးချင်းချေစွမ်းရပါဘောလုံးဒီယောဆူရဖို့ထိုက်တန်တဲ့စွမ်းဆောင်ရည်ကိုပြသထားပါတယ်။ PSG နဲ့အတူပြည်တွင်းဖလားအကုန်လုံးရယူထားနိုင်တယ်လို့ချန်ပီယံလိဖလားကိုလည်းသိမ်းပိုက်ထားနိုင်ခဲ့တာပါ။အသင်းကိုစူပလာတွေရဖို့ထမ်းတင်ပေးခဲ့သူဖြစ်ပြီးသူမပါရင် PSG ရုံးကန်ရလေးရှိပါတယ်။သူကပြင်သစ်လီဂူရဲ့ဂိုးသွင်းပေးရင်ဖြစ်တယ်လို့ချန်ပီယံလိပြိုင်ပွဲအကောင်းဆုံးစားမလေးဖြစ်ခဲ့သူပါ။ဒမ်မီလီကဒီယာဒီမှာ PSG အတွက်33ဂိုးသွင်း73ဂိုးဖန်တီးပေးထားနိုင်သူဖြစ်ပါတယ်။ဒါပေမဲ့ရာမယ်နဲ့အပြိုင်ဖြစ်နေတာကြောင့်ဆူရသွားမယ်လို့ကျင်းတင်တွက်လို့မရဘူးဖြစ်နေတာဖြစ်ပါတယ်။နံပါတ်3ဗီတင်ဟာPSG ရဲ့ဒီယာဒီအောင်မြင်မှုမှာကွင်းလယ်အတွဲအခန်းကဏ္ဍကအကြီးမားဆုံးပါဝင်နေပါတယ်။ဗီတင်ဟာဒီယာဒီအသင်းလိုက်အောင်မြင်မှုမှာဒမ်မီလီနဲ့အတူတူပါပဲ။ဒါပေမဲ့ကွင်းလယ်ကစားမတူအနေနဲ့တိုက်စစ်ကစားမတွေကိုဘောလုံးဒီယောမှာကြော်ဖြတ်နိုင်မှုဆိုတာခက်ခဲမှာပဲဖြစ်ပါတယ်။နံပါတ်4မိုဆာလာအကယ်၍လီဗာပူးသာဒီယာဒီချန်ပီယံလိရရင်ဘောလုံးဒီယောကဆာလာအတွက်ကျင်းနေဖြစ်နေမှာပါ။ဆာလာရဲ့ဒီယာဒီတူးချင်းစွမ်းဆောင်ရည်ကမြင်မာလို့ပြီးလီဗာပူးကိုထမ်းတင်ခဲ့တာဖြစ်ပါတယ်။ဆာလာကဒီယာဒီမှာပရီးမီးယားလိချန်ပီယံလည်းဖြစ်ခဲ့တယ်လို့ဂိုးသွင်းပြင်လည်းဖြစ်ခဲ့သူပါ။ဒီယာဒီမှာဆာလာကလီဗာပူးအတွက်ပြိုင်ပွဲစုံ34ဂိုးသွင်း23ဂိုးဖန်တီးပေးထားသူပါ။နံပါတ်5ကီလီယန်အမ်ဘာပေဥရောပရှင်ပန်းစုရရှိခဲ့ပေမဲ့အမ်ဘာပေအတွက်ဒီယာဒီဟာအသင်းလိုက်အောင်မြင်မှုများရှိခဲ့တဲ့ယာဒီဖြစ်ပါတယ်။ဒါကြောင့်အမ်ဘာပေအနေနဲ့ရေပန်းစားမှုမှာပါဝင်နေပေမဲ့လက်တွေ့စုရသွားဖို့ရတော့ခက်မှာဖြစ်ပါတယ်။အမ်ဘာပေရဲ့ရေမထက်ကစားမဘွားပထမဆုံးယာဒီစွမ်းဆောင်ရည်ကတော့43ဂိုးသွင်း5ဂိုးဖန်တီးထားနိုင်ခဲ့တာဖြစ်ပါတယ်။ဒီကစားမတွေကတော့ဒီနေ့ဘောလုံးဒီယောကိုရရှိသွားဖို့ရရေပန်းစားဆုံးစားမတွေပဲဖြစ်ပါတယ်။ပြည်သက်တွေကရောဘယ်သူရမယ်ထင်လဲကွန်မန့်မှာမျှဝေပေးသွားလို့ရပါတယ်။ဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကတော့ပဲနောက်နေ့မှလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းချောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page တွေကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါဦးလို့ပြောရင်းနဲ့ညီကုန်းချုပ်လိုက်ရပါတယ်ခင်ဗျာ။